ကဲအားလုံးပဲထမင်းစားကြပါအောင်ရှင်အခုထမင်းစားရမယ်ပေါ့နော်ထမင်းကကြတော့စားမှာတော့ပြမယ်နော်ဒီမှာကြည့်လိုက်နော်ဒီဟာကကြတော့ပစုံကြောက်ကိုကြက်သွန်အနီနဲ့ပေါ့နော်ကြော်ထားရပေါ့နော်ဒါပစုံကြောက်ပြီးလို့ရှိရင်ဒါကြတော့ပန်းကော်ဘီစိမ်းပေါ့နော်ပန်းကော်ဘီစိမ်းတို့မယ်ပြီးလို့ရှိရင်ပဲဒီလေးတို့မယ်ပြီးလို့ရှိရင်မယုတ်သီးစိမ်းပေါ့နော်အဲ့ဒါလေးတို့မယ်နော်စားစရာတော့ဒါပဲရှိတယ်ပေါ့နော်အဲ့ဒါထမင်းစားမယ်ပေါ့နော်ထွေထူးတော့ဟင်းမရှိပေါ့နော်မကြည့်ပါနော်မကြည့်ပါဒါစားတဲ့ဟာလေးတွေပါထမင်းနဲ့ပစုံကြောက်ပါရှင်နော်ဒါတော့ရေပေါ့နော်စားရမယ်နော်စားရမယ်နော်ပန်းကော်ဘီစိမ်းပါ
စားလို့ကမိုးကတော့ရွာရညမိုးအုပ်
ပြီးသွားရင်စားလို့ပြီးသွားရင် bye bye